ဒီနေ့မှာတော့သမုဒ္ဒရာအောက်ကအန္တရာယ်ပြင်းထန်ဆုံးဖြစ်ရပ်တွေထဲကတချို့ကိုလေ့လာကြည့်ပါမယ်ပထမဆုံးကတော့အမေရိကန်ရေတပ်ရဲ့တရက်ရှာဆိုတဲ့ရေငုပ်သင်္ဘောတစ်စီးပါဒီသင်္ဘောဟာ1963ခုနှစ်ဧပြီလ10ရက်နေ့မှာပျောက်ဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်ကတရက်ရှာဟာဤပညာအဆင့်အမြင့်ဆုံးရေငုပ်သင်္ဘောတစ်စီးဖြစ်ပါတယ်မက်ဆာချူးဆက်ပြည်နယ်ကန်ယူရန်အနီးမှာစမ်းသပ်ငုပ်သွားနေချိန်မှာရုတ်တရက်ပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်အပေါ်ဘက်ကိုမရှင်းလင်းတဲ့အချက်ပြစာတချို့သာရောက်လာပြီးနောက်တော့လုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်နောက်ပိုင်းမှာရှာဖွေရေးအဖွဲ့တွေထွက်ခဲ့ပေမဲ့ဘာမှမတွေ့ရှိခဲ့ပါဘူးနောက်တစ်နှစ်1964ခုနှစ်မှာအဲ့ဒီရေငုပ်သင်္ဘောရဲ့အပျက်စီးတွေကိုသမုဒ္ဒရာအောက်ခြေမှာတွေ့ရှိခဲ့ပါတယ်အကြောင်းရင်းကတော့ပိုက်တစ်ခုသို့မဟုတ်စောတစ်ခုပျက်စီးသွားပြီးရေတွေအတွင်းထဲကိုဝင်လာခဲ့တာလို့ယူဆကြပါတယ်အဲ့ဒီအချိန်မှာအင်ဂျင်စနစ်လည်းရပ်သွားခဲ့ပြီးသင်္ဘောဟာအပေါ်ကိုပြန်တက်နိုင်ခြင်းမရှိတော့ပါဘူးလေပြင်းအားစနစ်လည်းအလုံးမလုံးတော့တဲ့အတွက်အောက်ခြေကိုဆက်ပြီးနစ်မြုပ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့အလွန်ပြင်းထန်တဲ့ရေဖိအားကြောင့်သင်္ဘောကိုယ်ထဲဟာကွဲထွက်သွားခဲ့ပြီးအထက်ရှိ129ယောက်လုံးသေဆုံးခဲ့ကြပါတယ်နောက်တစ်ခုကတော့ပြင်သစ်နိုင်ငံရဲ့လာမီနာဆိုတဲ့ရေငုပ်သင်္ဘောပါဒီသင်္ဘောဟာ1968ခုနှစ်မှာလေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်းရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်ရှာဖွေရေးအဖွဲ့တွေကလေယာဉ်နဲ့သင်္ဘောတွေတုံးပြီးနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူးနှစ်ပေါင်းများစွာကြာပြီးမိသားစုတွေဟာလည်းဘာဖြစ်ခဲ့လဲဆိုတာမသိနိုင်ပဲမတိချာမှုထဲမှာပဲနေခဲ့ရပါတယ်နောက်ဆုံးတော့နှစ်ပေါင်း90ကျော်ကြာပြီးမှ2019ခုနှစ်မှာသမုဒ္ဒရာအောက်ခြေမှာပြန်လည်တွေ့ရှိခဲ့ပါတယ်တွေ့ရှိတဲ့နေရာကတော့ပြင်သစ်ကန်ယူရန်နဲ့အနီးတစ်နေရာပါသင်္ဘောကိုယ်တွေကိုကြည့်တဲ့အခါအလွန်ပြင်းထန်တဲ့ဖိအားကြောင့်အတွင်းထဲကနေပောက်ကွဲသွားတယ်လို့ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမတော်တဆမှုရဲ့အကြောင်းရင်းကိုတော့ယနေ့အချိန်ထိတိတိကျကျမသိနိုင်သေးပါဘူးဒါဟာသမုဒ္ဒရာအောက်ကလျှို့ဝှက်မှုတွေတဲကတစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်နှက်ဆိုင်တဲ့ပင်လယ်အောက်မှာကျွန်တော်တို့မသိသေးတဲ့အရာတွေအများကြီးကြန့်ရှိနေပါသေးတယ်